တင်ချိန်ပြီးသွားတာနဲ့အချိန်မှာပဲကျွန်တော်ဟာယူသွနေတဲ့လူတယောက်လိုအတန်းတဲကနေဝုန်းတိုင်းကျဲပြီးပြေးထွက်လာခဲ့တဲ့မျက်နှာချင်းဆိုင်ကနေရှောက်လာတဲ့မိန်းကလေးဟာဘသူပဲဝါလဲဆိုတာကိုတော့မကြည့်အားပဲသူမကိုကျွန်တော်အားရှိသမျှနဲ့ဖန်တန်းလိုက်တော့တယ်အဲ့ဒီအချိန်မှာဘေးပတ်ဝန်းကျင်ကចောင်းသားတွေဟာဘလောက်တောင်ထိတ်လန့်တုန်လှုပ်သွားကြတယ်လဲဆိုရင်ဘောင်းဘီထဲတေးတောင်ထွက်မတက်ပါပဲဘာလို့လဲဆိုတော့ကျွန်တော်နမ်းလိုက်တဲ့မိန်းကလေးဟာတခြားသူမဟုတ်ပဲတကြောင်လုံးကကြောက်ရွံ့ကြတဲ့မိစ္ဆာမင်းသမီးလူလူရဖြစ်နေလို့ပါပဲဒါပေမဲ့ကျွန်တော်မျက်စိဖွင့်ကြည့်လိုက်လို့အဲ့ဒီဆုံးမကြီးဖြစ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ခန္ဓာကိုယ်ဟာအပိုင်း၈ပိုင်းလောက်အပိုင်းပိုင်းပြတ်သွားနိုင်တယ်ဆိုတာသိနေရင်တော့မှသူမကိုမလွတ်တမ်းဆက်ပြီးတော့ပဲနမ်းနေမိခဲ့တယ်ကျွန်တော်မှရွေးချယ်စရာမရှိခဲ့ဘူးတကယ်လို့လွတ်လိုက်ရင်ကျွန်တော်ဟာအဲ့ဒီနေရာတင်ပောက်ကွဲသွားမှာဖြစ်လို့ပါပဲတကယ်တော့အဲ့ဒီမတိုင်းခင်လေးတင်ပဲအောက်တန်းကြတဲ့ဒီစနစ် system ကြီးကရုတ်တရက်မဖြစ်မနေလုပ်ရမယ့် mission တစ်ခုကိုပြီးခဲ့တာပါအဲ့ဒါကတော့လူတယောက်ကိုရှာပြီး30စက္ကန့်အတွင်းမှာစက္ကန့်30ကြာအောင်နမ်းရမယ်ဆိုတာပါပဲကြာရှုံးခဲ့ရင်တော့အရက်တွေဆူရွှဲနေစေဖြစ်တဲ့ဒီခန္ဓာကိုယ်ကြီးပောက်ကွဲသွားမှာဖြစ်ပါတယ်ကျွန်တော်လျှက်စစ်အင်ဂျင်နီယာဌာနကနှုံအကြောင်းသားတွေကိုလှမ်းကြည့်လိုက်တယ်ကျွန်တော်ရဲ့ပထမဆုံးအနမ်းကိုအပြိုစင်ဆုံးမပတ်ဘူးသေးတဲ့လူပြိုတိုးတယောက်ကိုတော့မပေးနိုင်ဘူးလေအရေးပေါ်အခြေအနေဖြစ်နေတာမို့ကျွန်တော်အပြင်ကိုအရှိန်ဟုန်နဲ့ပြေးထွက်လာခဲ့တာဆွဲမိဆွဲရဂျပန်ဖန်တန်းလိုက်တဲ့လူကမိစ္ဆာမင်းတမီလူယူရဖြစ်နေလိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့မိဘူးစက္ကန့်30ပြည့်တဲ့နောက်ပြန်ရည်တွက်မှုပြီးသွားတာနဲ့ကျွန်တော်ချက်ချင်းပဲလက်ကိုလွှတ်လိုက်တဲ့ကျောင်းနေဖက်ယူရန်ငါကိုအရင်ရှင်းပြခွင့်ပေးပါဦးငါမင်းကိုနည်းနည်းလေးနောက်ပြောင်ကြည့်စေခြင်းယုံတင်ပါမင်းရောမင်းဖူရောသွားတည်လိုက်တော့သူမကအော်ဟက်လိုက်ပြီးကျွန်တော်မျက်လုံးတက်တဲ့ကိုအပြင်းနဲ့လက်သီးနဲ့ရွေပြီးထိုးလိုက်တော့တဲ့ကံကောင်းထောက်မှစွာပဲသူမဒီလိုလှုပ်လာလိမ့်မယ်ဆိုတာကျွန်တော်ကြိုတင်တွေးဆထားပြီးသားပါသူမလက်ကကျွန်တော်မျက်နှာကိုမထိခင်ပါရင်ကျွန်တော်ကသူမလက်ကိုဖမ်းထိန်ထားလိုက်နိုင်ပြီးတကြောင်လုံးရဲ့မင်းသမီးဖြစ်နေတာမဆမ်းပါဘူးလေဒီလက်ကလေးကဖြူဝင်းလူနေနေတာပဲထိရတာတကယ်ကိုစိတ်ရှိလာတယ်လူယူရန်ကပိုလို့တောင်ဒေါသထွက်သွားတယ်ဒေါသအရှင်ကြောင့်သူမရဲ့ပပြင်းနှစ်ဖက်လုံးမှာညီမြန်းတဲ့အယောင်လေးတွေလွှမ်းသွားခဲ့တယ်သူမကသွားတွေကိုကြိတ်ပြီးကျွန်တော်ကိုအပြင်းနဲ့ကန်ချက်တစ်ချက်ကျွေးဖို့ခြေထောက်ကိုမြောက်လိုက်ပြန်တယ်ဒါပေမဲ့ဒီတစ်ချိန်မှာလဲကျွန်တော်ကသူမကိုအလွယ်တကူပဲထိန်းချုပ်လိုက်ပြန်တယ်။ကျောင်းနေဖက်ယူရမင်းငါ့အပေါ်ခံစားချက်တွေရှိနေတယ်ဆိုတာငါသိပါတယ်။ဒါပေမဲ့ဒီလောက်ကြီးတော့အတင်းအဓမ္မမလုပ်ပါနဲ့ဦးပြီးတော့ငါရင်ခွင်တဲ့ကိုဒီလိုမျိုးတိုးဝင်လာတာကငါ့ကိုအနေရခက်စေတယ်လေ။ဘေးကကျောင်းသားတွေကတော့ဒီကောင်ယူနေတာလားဘာလဲ။မင်းပဲမျက်လုံးနဲ့ကြည့်လို့လူလူရန်ကမင်းကိုချစ်နေတယ်လို့မြင်ရတာလေ။သူမကမင်းကိုထူထောင်းနေတာလေမင်းဘာမှနားမလဲပါလားနေဦးဒါမယိုးသားဘူးလုံးဝမယိုးသားဘူးမင်းတို့မြင်လားသူတို့နှစ်ယောက်ရဲ့ပုံစံကတကယ်ကိုတန်တရားဖြစ်เสียရပဲလူလူရန်ကတကယ်တမ်းတိတ်ပြီးရုန်းကန်မနေပါလားသူတို့တွေအချစ်ကိန်းကစားနေကြတာမဟုတ်ဘူးလားတကယ်ပဲတခုခုရှိနေတာလားတခုခုဆိုတာဘာကိုပြောတာလဲဟာကြည့်စဦးဖန်ယွန်းရဲ့လက်ကသူမရဲ့ပေါင်ပေါ်မှာရောက်နေတာသူတို့ချစ်သူတွေဖြစ်နေကြတာထင်ရှားနေတာပဲဒီလူတွေတနေ့တည်းနဲ့ပူပူပြီးအတိတ်ပဲမရှိတာတွေရှောက်ပြောနေတာကိုကြားလိုက်ရတဲ့လူလူရန်ဟာရှက်သွေးဖြန်းပြီးအာကုံတုံးကရုန်းကန်တော့တယ်နင်းငါကိုအရင်လှုပ်ဦးမင်းငါကိုမရိုက်ဘူးလို့ကြတိပေးမလားငါနင့်ကိုတက်ပစ်မယ်ဒါဆိုရင်တော့ငါမင်းကိုလှုပ်ပေးဖို့မမျှော်လင့်နဲ့ဦးကျွန်တော်စကားပြောလို့မဆုံးသေးခင်မှာပဲလူလူရဲ့မျက်လုံးတွေဟာရုတ်တရက်နီးရဲလာပြီးနောက်တစ်စက္ကန့်မှာတော့သူမဟာနာကျင်ချက်တွေအပြည့်နဲ့ငိုပွဲစင်ပါလေရောသူမငငယ်ကလေးကမိသားစုရဲ့အလိုလိုက်အကြိုက်ဆောင်ခြင်းခံခဲ့ရတဲ့မင်းသမီးလေးဖြစ်ခဲ့ပြီးဒီလိုမျိုးတစ်ခါမှဆက်ဆံမခံခဲ့ရဘူးတောက်ဘာလို့သူကအခုမှလာငိုနေရတာလဲကျွန်တော်လည်းအဲ့ဒီအချိန်မှာတကယ်ကိုထိတ်လန့်သွားခဲ့တယ်ကျွန်တော်ချက်ချင်းပဲလက်ကိုလွတ်လိုက်တဲ့လူရန်ကနောက်တစ်စက္ကန့်မှာကျွန်တော်ကိုပြန်တိုက်ခိုက်ဖို့ရန်မှုချင်းခဲ့ပေမဲ့ပြန်စဉ်းစားကြည့်ပြီးသူမဟာကျွန်တော်ကိုမနိုင်ဘူးဆိုတာသိနေတာကြောင့်အတင်းကျပ်အောက်ရဲသိခံလိုက်ရတယ်နောက်ဆုံးတော့သူမဟာကျွန်တော်ကိုညီရဲနေတဲ့မျက်လုံးတွေနဲ့ပဲစိုက်ကြည့်နေတော့တယ်ပြီးတော့သွားကြည့်ပြီးတုံရီနေတဲ့အတန်နဲ့လေးလေးမြတ်မြတ်ပြောလိုက်တဲ့ငါနင့်ကိုတတ်မယ်ဒါကတိပဲဒီစကားကိုပြောပြီးတာနဲ့သူမဟာမျက်ရည်တွေကိုတုပ်ပြီးကျောင်းဆောင်ထဲကနေအပြေးထွက်သွားခဲ့တယ်ကျောင်းဝင်းထဲကနေထွက်လာပြီးတာနဲ့သူမဟာအနက်ရောင်ဘင်းလေးကားတစ်စီးပေါ်ကိုဓာတ်ရိုက်တက်သွားခဲ့တယ်ဒရိုင်ဘာကသူ့ရဲ့တခင်မလေးမျက်လုံးတွေညီရဲနေတာကိုမြင်တော့မမေးပဲမနေနိုင်ဖြစ်သွားတယ်မမလေးဘာဖြစ်လို့လဲခင်ဗျာတယောက်ယောက်ကမမလေးကိုအနိုင်ကျစ်လိုက်တာလားလူလူရန်ကနှက်ခမ်းကိုတင်းတင်းစိတ်ထားတယ်ဘာစကားမှမပြောဘဲဖုန်းကိုထုတ်ပြီးနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်လီအိုကိုငါစီချက်ချင်းလာခိုင်းလိုက်ငါသူ့ကိုခိုင်းเสียရရှိတယ်နေငါ့ကိုစောင့်နေလိုက်ဒီညနင့်ကိုငါးစာကျွေးဖို့မြို့ရဲ့ကျုံးထဲကိုပစ်ချပစ်မယ်ဒါသိချတယ်အခြားတစ်ဖက်မှာတော့အဆောင်ခန်းထဲမှာကျွန်တော်ဟာကတင်ပေါ်လှဲနေခဲ့တဲ့စောစောကအဲ့ဒီမိန်းကလေးရဲ့ခြေတန်းရှင်တွေကိုပြန်တွေးနေမိတာအဲ့ဒီမိန်းကလေးရဲ့ခြေထောက်တွေကတကယ်ကိုချုံးမွေးတာပဲဒါပေမဲ့စိတ်ဆက်လိုက်တာလဲလုံရောမနက်ကနေညအထိအမြဲတမ်းပူကြပြီးရန်ဖြစ်ဖို့ပဲချောင်းနေတာကျွန်တော်တယောက်တည်းတူတူလေးရေရွတ်နေတော့ရုတ်တရက်စနစ်စီကဆုလက်ကိုမတောင်းရသေးတာတတိယသွားတယ်စိတ်ကူးလိုက်တာနဲ့တင်ကျွန်တော်စိတ်ထဲမှာစနစ်ရဲ့ interface ကိုချက်ချင်းဖွင့်လိုက်တဲ့အိတ်ထဲမှာအဖြစ်စွမ်းအပြင်ဖောက်ထွင်းလက်တီးကပ်ပြားတစ်ခုအေးလူလူရှိနေတယ်ကျွန်တော်တွေဝေမနေပဲချက်ချင်းကလစ်နေပြီးယူလိုက်တဲ့ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြီးမားတဲ့အချက်လက်စီးကြောက်တစ်ခုကကျွန်တော်တဲကိုစီးဝင်လာပြီးဒီဖောက်ထွင်းလက်တီးရဲ့ဂုံတက်တီတွေကြောင့်ကျွန်တော်ရဲ့အယိုးတွေဟာလည်းမယုံနိုင်လောက်အောင်ခိုင်မာတောင့်တင်းသွားခဲ့တဲ့ဟာငါအခုပဲတမန်နီကိုတဲ့တစ်ခုကိုဖန်တီးလိုက်တာပဲတကယ်လို့တနေ့နေ့မှာငါစောက်လုပ်ရေးလုပ်ငန်းခွင်ကိုသွားပြီးအထက်သမားလုပ်ရင်တကယ်ကိုတနေ့ကိုရွံ့တထောင်ရတဲ့တန်မာတဲ့လူဖြစ်လာနိုင်တာပဲကျွန်တော်ကတင်ပုံမှာလှဲပြီးတယောက်တည်းပြုံးစီစီဖြစ်နေမိတယ်နောက်တစ်စက္ကန့်မှာတော့အောက်ထပ်ကနေဆူရှာတဲ့အတန်ကြီးတတန်ပောက်ကွဲထွက်လာတယ်ဖမ်းယုံအခုချက်ချင်းအပြင်ထွက်ခဲ့စမ်းမရှိတာလူယူရန်ပါလားငါမြင်မြန်ပုံးစရာနေရာရှာရမယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်တော့နေဦးသူမကမိန်းကလေးပဲယောက်ျားခါလေးဆောင်တဲ့ကိုတော့အတင်းဝင်မလာတော့ပါဘူးငါဘာကိုကြောက်နေရမှာလဲရလက်ကတော့နောက်တစ်စက္ကန့်မှတင်မဲ့အုံးခန်းနဲ့အတန်ကျကြီးမြည်သွားပြီးအဆောင်တကားကကန်ချက်တစ်ချက်ကြောင့်ကွန့်ထွက်သွားခဲ့တယ်ကျွန်တော်ကောင်းမွန်ကြည့်လိုက်တော့လူယူရန်ကတကားဝမှာရက်နေပြီးဖမ်းယုံငါနင့်ကိုအောက်ထပ်ကနေအကြာကြီးအော်ခေါ်နေတာနေနာပေးနေတာလား
မဟုတ်ဘူးမမရဲ့မင်းငါကိုတုံ့ပြန်ဖို့အချိန်လေးတော့ပေးပါဦးဒါယောက်ျားလေးအဆောင်လေးမင်းမအတိညာလေးပါလေးမရှိဘူးလားအဆောင်မူကမင်းဝင်လာတာကိုမြင်တာတော့မတားဘူးသူမကမင်းကိုဂရုမစိုက်ဘူးလေကဲအခုငါနဲ့အတူအပြင်ထွက်ခဲ့လူယူရန်ကကျွန်တော်စီလျှောက်လာရင်ပြောတယ်သူမကကျွန်တော်ကိုအပြင်ဆွဲထုတ်ဖို့လက်ကမ်းလိုက်ပေမဲ့သူမလက်ကကျွန်တော်ရှိရောက်တာနဲ့ကျွန်တော်ကသူမလက်ကိုထပ်ပြီးဖမ်းကင်လိုက်ပြန်တယ်ဒါကိုမြင်တော့လူယူရန်ကဒေါသထွက်သွားတယ်နင်းလာမလားမလာဘူးလားမလာဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမရဲ့မျက်လုံးတွေကရုတ်တရက်ဝေဝါးအောင်ကိုချင်တယ်လို့ဖြစ်လာတယ်နေ့လေကငါ့ကိုနှောက်ရက်ခဲ့တယ်ငါခြေထောက်ကိုလည်းကန်ခဲ့တယ်အခုကျတော့ငါကနင့်ကိုလမ်းလျှောက်ဖို့အဖော်လုပ်ပေးပါအောင်လို့တောင်းဆိုတာတင်ကိုနင်ကမလိုက်ချင်ဘူးလားမလုပ်ပါနဲ့ငါရဲ့နှစ်သမီးလေးလုံးဝမငိုပါနဲ့ငါမင်းနဲ့လိုက်ခဲ့ပါမယ်ဟုတ်ပြီလားကျွန်တော်စကားပြောလို့ပြီးတာနဲ့သူမကကျွန်တော်လက်မောင်းကိုဆွဲပြီးအဆောင်ပြင်ကိုအမြန်ခေါ်ထုတ်သွားတော့တယ်တလန်းလုံးမှာဘေးကကြည့်နေတဲ့ဆက်စုသူတွေကတော့ယူမတက်စစ်လှုပ်ရှားနေကြတယ်ငါပြောသားပဲသူတို့တွဲနေကြတာဖမ်းယုံကတကယ်ကိုဖိနှိမ့်ငက်လို့အစင်တန်မြင့်တက်သွားတာပဲလူယူရဲ့မိသားစုကဖမ်းချံမျိုးမှာချမ်းသာပြီးဩဇာရှိတာလေဖះရဲ့တကယ်ကိုချစ်စရာကောင်းလိုက်တာကြည်စမ်းလူယူရန်ကဖမ်းရုံရဲ့လက်မောင်းကိုကင်ထားတော့မယ်သူတို့တအားနီးစက်ကြတာပဲဒီလူတွေရေရွတ်နေတာကိုကြားတော့ကျွန်တော်သူမဘက်ကိုမလဲပဲမနေနိုင်ဖြစ်သွားတယ်အမကြီးမင်းကကိုအရင်လွတ်ပေးလို့ရမလားတကယ်လို့နောက်ကျရင်ငါရေးစားရှာမရတော့ရင်မင်းတာဝန်ယူမလားတာဝန်ယူရမယ်ရတယ်လေဒီအကြီးနဲ့ဆိုရင်မင်းကကိုအကျိန်1000လောက်တက်ချင်နေတဲ့ပုံပဲပြီးတော့တာဝန်ယူရမယ်လို့ပြောတာလားငါမယုံပါဘူးငါအောက်ခံမယ်ဆက်ပြီးတီးခံမယ်ငါမင်းကိုအပိုင်ရတဲ့အခါကျမှမင်းကိုဘယ်လိုဆုံးမရမလဲဆိုတာကြည့်သေးတာပေါ့ဒါနဲ့မင်းကကိုဘယ်ကိုခေါ်သွားနေတာလဲကျောင်းရဲ့အနောက်ဖက်နေပြောခဲ့တဲ့နေရာဒါကျောင်းရဲ့ဒဏ္ဍာရီလာနေရာကြီးမဟုတ်လားမဟုတ်ဘူးအမကြီးဒီလိုမျိုးကြီးကတအားစိတ်လှုပ်ရှားဖို့ကောင်းလုံးတယ်ငါတို့သိရတာတဝက်ပဲရှိသေးတာမင်းကိုမင်းဒီလိုမျိုးအလားအတာမလုပ်ပါနဲ့ဟုတ်ပြီလားမဟုတ်ရင်နေ့လေကကိစ္စအတွက်ငါနည်းနည်းအရှုံးခံပေးပါမယ်မင်းကိုငါခြေတော့ပြန်ကန်ခွင့်ပေးမယ်ဒါဆိုကြည့်ပြီးလေနင့်ကောင်းထဲမှာဘလို့ညစ်ပတ်တဲ့စိတ်ကူးတွေရှိနေတာလဲငါလမ်းလျှောက်မလို့ပြောတာလမ်းလျှောက်တာနင်နားလေလားဒါကိုကြားတော့ကျွန်တော်လဲစပြီးဒေါသထွက်လာတယ်မဟုတ်ဘူးမင်းကငါ့ကိုတောငယ်လေးစီခေါ်သွားချင်တာလေပြီးတော့ငါ့ကိုညစ်ပတ်တယ်လို့ပြောသေးတယ်ဒါဆိုငါမသွားတော့ဘူးငါအခုပဲအဆောင်ကိုပြန်တော့မယ်ရတယ်ငါပဲညစ်ပတ်တာဟုတ်ပြီလားမကြခင်မှာပဲကျွန်တော်ဟာလူယူရန်ရဲ့ဆွဲခေါ်မှုကြောင့်ကျောင်းရဲ့တောငယ်လေးတွေကိုရောက်သွားခဲ့တယ်ဒီနေရာကတဘာဝအတိုင်းမှောင်မဲနေတာဒါကျောင်းကစုံတွဲလေးတွေပုံအောင်မှုအမြဲတမ်းအကြိုက်ဆုံးနေရပဲညဘက်ဆိုရင်မတော်တဆခြုံပုတ်တစ်ခုကိုဖယ်လိုက်တာနဲ့ဓာတ်ရိုက်လေးပြကွက်တစ်ခုကိုတွေ့နိုင်တယ်ကျောင်းနေဘက်လူယူရန်ဒီနေရာကတအားမှောင်တာပဲကြောက်စရာကြီးငါနည်းနည်းကြောက်တယ်မဟုတ်ရင်ငါတို့နည်းနည်းပိုနီးနီးကက်ကက်နေကြမလားဒီလိုပြောရင်းနဲ့ကျွန်တော်ကသူမရဲ့ခါကိုဖတ်ဖို့လက်လန်းလိုက်တယ်ဒါပေမဲ့ကျွန်တော်လက်ကသူမကိုမထိခင်ပါနဲ့လူယူရန်ကကျွန်တော်ကိုတွန်းထုတ်လိုက်တယ်အနုမြူကောင်ညစ်ပတ်ပယံပရာကောင်နေငါစီကနေထပ်ပြီးအမျက်ထုတ်ချင်သေးတာလားမင်းစီကအမျက်ထုတ်တာမဟုတ်ပါဘူးငါတကယ်အမောင်ကြောက်လို့ပါဒီမှာကမှောင်မဲနေတာပဲငါဘာမှမမြင်ရဘူးပိုကောင်းတာပေါ့နင်ဘာမှမမြင်ရရင်လီယိုထွက်လာပြီးသူ့ကိုထူထောင်ပစ်ဆန်ကျွန်တော်မှတုတ်ပြန်ဖို့တော့အချိန်မရလိုက်ဘူးပြီးခဲ့တဲ့စက္ကန့်ကသူမဟာရှက်ပြလဲနေတော့နောက်တစ်စက္ကန့်မှာတော့ငကားမကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပြီးကျွန်တော်ပါစက်တောင်မဟရသေးဘူးကျွန်တော်အနောက်ကနေအားပြင်းတဲ့လက်တီးချက်တစ်ခုရောက်လာတာကိုရုတ်တရက်ခံစားလိုက်ရတဲ့ကံကောင်းတာကကျွန်တော်ရဲ့လက်ရှိခန္ဓာကိုယ်ကြမ်းခိုင်မှုကအမြင့်ဆုံးအဆင့်မှာရှိနေလို့ပါပဲဘေးကိုခြေတလန်းပဲရှောင်လိုက်တာနဲ့ဒီထိုးချက်ကိုအလွယ်တကူရှောင်တိတ်လိုက်နိုင်တယ်သူကစန္ဒာကိုအနှစ်40ကျော်လေ့ကျင့်ထားတဲ့လူမိုက်တစ်ယောက်ပဲသူကចောင်းသားတစ်ယောက်ကိုအလစ်ငိုက်တိုက်ခိုက်တာတော့ထိုចောင်းသားကရှောင်နိုင်ခဲ့တယ်လူယူရန်လည်းအံ့အားသင့်သွားခဲ့တယ်နင်ကတော့အမောင်လုံးလို့ဘာမှမမြင်ရဘူးလို့ပြောပြီးတော့မင်းမတိုင်းပညာကျင့်ဝတ်လုံးဝမရှိပါလားကျွန်တော်ရှောင်လိုက်တာကိုမြင်တော့လူယူရန်ကပိုပြီးဒေါသထွက်တော့ဟာတယ်ဒီနေ့ငါနင့်ကိုကောင်းကောင်းဆုံးမရရင်ဒီဒေါသကဘလို့မှပြေးပြောင်းမှာမဟုတ်ဘူးလီယိုသူ့ကိုဖန်ထားဆန်းလီယိုကအချိန်မဆွဲဘူးကျွန်တော်ကိုကံဖို့ခြေတော့ကိုမြောက်လိုက်တယ်အဲ့ဒီလက်တီးကိုသူရှောင်နိုင်ခဲ့တာကံကောင်းလို့ဖြစ်ရမယ်ဒီတစ်ချိန်မင်းဘလို့လုပ်မလဲကြည့်ရသေးတာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကျွတ်ဆိုတဲ့အတန်ကြီးထွက်လာတယ်ပြီးတော့လီယိုဟာသူ့ခြေတော့ကိုကင်ပြီးအော်ဟေးရင်လဲကျသွားတော့တယ်ကျောင်းနေဖက်လူယူရဲ့မင်းရှာလာတဲ့လူမိုက်ကတိတ်မစွမ်းလာပါလားသူ့ကိုဒီမှအရှက်လာခွဲခိုင်းမဲ့အစားအိမ်ပြန်ပြီးနှုတ်ဆုပ်ခိုင်းလိုက်တာပိုကောင်းမယ်ကျွန်တော်ရဲ့လှောင်ပြောင်မှုကိုလူယူရန်ကမကြားချင်အောင်ဆောင်နေပုံပဲသူမမျက်နှာမှာအံ့ဩမြင်တတ်မှုတွေပဲပြည့်နေတယ်လီအိုဟာသူမမိသားစုရဲ့အတော်ဆုံးလက်ယုံတစ်ယောက်ဖြစ်ပေမဲ့ကျွန်တော်လက်ထဲမှာတော့တစ်ချက်လေးတောင်မခံနိုင်ခဲ့ဘူးသူမကျွန်တော်ကိုမကြည့်ပဲမနေနိုင်ဖြစ်သွားတယ်ဖန်ယွန်းနေအရင်ကတိုင်းပညာသင်ဘူးလားအင်တာနက်ကနေပဲကိုယ့်ဘာကိုလေ့ကျင့်ထားတာငါမှစနစ်ရှိတယ်ဒီလိုအရာမျိုးကိုပြောပြလဲမင်းသားလည်းမဟုတ်ပါဘူးအမကြီးရဲ့မင်းဟာအဆင့်ရရှိတဲ့တိုင်းပညာရဲ့စွမ်းအားကိုလုံးဝသိမှာမဟုတ်ဘူးတကယ်လို့မင်းငါရှိမှဆက်ပြီးတရုပ်ဆောင်ကျင်သေးတယ်ဆိုရင်နောက်တစ်ခါကျရင်ငကားနိုင်လက်တီး18ချက်စီးတစ်ခုလုံးနဲ့တိုက်ခိုက်ပြမယ်မင်းခံနိုင်ရင်ရှိမရှိကြည့်ရသေးတာပေါ့မင်းမှာတခြားလူမိုက်တွေရှိသေးလားမရှိရင်ငါအိတ်ဖို့ပြန်တော့မယ်ညညမအိတ်တာကျမ်းမာရေးအတွက်မကောင်းဘူးလူယူရန်ကကျွန်တော်ရဲ့ထွက်ခွာသွားတဲ့ကြောပြင်ကိုကြည့်ရင်ဒေါသတကြီးတွားချိတ်နေမိပေမဲ့ကျွန်တော်ကိုဘာမှမတက်နိုင်ခဲ့ဘူးကျွန်တော်ခြေလန်းနေငယ်ပဲလှမ်းရသေးခင်မှာပဲကျွန်တော်အနောက်ကနေလူယူရန်ရဲ့ဆူဆူဝါဝါအော်ဟစ်တန်ထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့အတန်ကကျွန်တော်စိတ်ထဲမှာမြည်လာပြန်တယ်မစ်ရှင်အသစ်ထုတ်ပြန်လိုက်ပြီးလူယူရန်ကိုအန်ရီကနေကဲတင်ပါမစ်ရှင်အောင်မြင်ရင်ကန်ဆန်းမဲ့လှည့်ခွင့်တစ်ချိန်ရရှိပါမည်လက်ခံမလားပြီးတော့ငါညင်းရင်ကောအလိုလျောက်လက်ခံခြင်းစနစ်စတင်ပါပြီအမကြီးငါလက်ခံပါတယ်ဟုတ်ပြီလားအောက်တန်းကြတဲ့ဒီစနစ်ကငါ့ကိုအမြဲတမ်းခန္ဓာကိုယ်ပောက်ကွဲပြစ်မယ်ဆိုပြီးချင်းချောက်နေတာနောက်တစ်ခါငါဘယ်လိုလုပ်မြင်ရမှာလဲဒါကြောင့်တိုက်ရိုက်ပဲပုံသေးအတိုင်းလက်ခံလိုက်ပါတော့စကားအပေါ်ပြောပြီးအလိုလျောက်လက်ခံခြင်းစနစ်ကိုယခုမှစ၍စတင်လိုက်ပါပြီသူမဘက်မှာတော့လူယူရန်ကအော်ဟေးရုံးကန်နေတယ်ဒီမှာကဖန့်ချံမျိုးလေးနင်တို့ငါ့ကိုပြန်ပေးဆွဲရဲတယ်ပေါ့
တေချင်လို့လားမျက်နှာချင်းဆိုင်ကလူကအကျယ်ကြီးရေမောလိုက်တယ်လူမိသားစုရဲ့မမလေးငါတို့လိုချင်တာနင်ပဲငါတို့ကပတ်စံပဲတည်တယ်ဂုံပုတ်တွေမျိုးရိုးတွေကိုဂယုမဆိုင်ဘူးနင်ကလူမိသားစုဖြစ်နေရင်တော့မှလူမိသားစုတစ်ခုလုံးရောက်လာရင်တော့မှငါလက်ထဲမှာတော့ငြင်းနေရမယ်တကယ်လို့ဆရာကြီးကနင့်ကိုမထိခိုင်းထားရင်သူကစကားပြောရင်းနဲ့သူ့ရဲ့ညစ်ပတ်တဲ့လက်ကိုကန့်လိုက်ပေမဲ့အဲ့ဒီလက်ကလူယူရန်ရဲ့မျက်နှာကိုမထိခင်ပါနဲ့သူ့လက်မောင်းစီကနေဆူရှားတဲ့နာကျင်မှုတစ်ခုဖြစ်ပြေးသွားခဲ့တယ်ကျွန်တော်ကပြောလိုက်တယ်ပတ်စံကပတ်စံပဲဒါပေမဲ့သူမရဲ့မျက်နှာကိုတော့ငါတော့မထိရသေးဘူးမင်းရဲ့ဝက်လက်ကတော့ဖြက်ဖြစ်ဖို့ထိုက်တန်တယ်လီမန်ကနာကျင်မှုကြောင့်မျက်နှာပြတ်သွားတယ်အကွက်လှတယ်ဘဲကရောက်လာတဲ့ကလေးစုပ်လဲလူရှိဒီကောင်ရဲ့ခြေထောက်တွေကိုရိုက်ချိုးပစ်ဆန်းကျွန်တော်မျက်လုံးကိုအပေါ်ပင်းကြည့်လိုက်တယ်မင်းတို့လူမိုက်တွေကအမြဲတမ်းတပုံစံနေပဲစကားပြောတာနဲ့ခြေထောက်ချိုးချင်ကြတာပဲပါလဲဒါကခြေစံတန်လေးချင်းကန်လောက်ရတဲ့မိသားစုမျိုးရိုးရလားကျွန်တော်အနောက်ကနေလူယူရန်ကတိုးတိုးလေးအမြန်ပြောတယ်ဒီနှစ်ယောက်ကတအားတန်ပါတယ်လီယိုကိုသူတို့ကနှစ်ချက်ထဲနဲ့သတိလက်အောင်လုပ်လိုက်တာနားလည်ပြီးငါအသေးလေးဒီမှာပဲနေပြီးငါလောက်တာကိုကြည့်နေလိုက်ကျွန်တော်ကလှည့်မကြည့်ပဲကောက်ကျစ်တဲ့အပြုံးတစ်ခုနဲ့အဲ့ဒီလူနှစ်ယောက်စီကိုပြေးဝင်သွားခဲ့တယ်လူယူရန်ကကျွန်တော်ကြောပြင်ကိုကြည့်ပြီးခိတ္တမြမြင့်တက်သွားခဲ့တဲ့တောက်ငါတကယ်စိတ်လှုပ်ရှားသွားတာပဲဘာဖြစ်တာလဲသူတို့ကသွေးစာနေတဲ့လူမိုက်တွေလေးဖမ်းယုံကငါရဲ့ပြဿနာတွေလည်းပါဝင်ပတ်သက်ရမှာကိုတကယ်ပဲမကြောက်ဘူးလားဒါပေမဲ့သူမရဲ့စိတ်လှုပ်ရှားမှုကနှစ်စက္ကန့်ခွဲတော့မခံလိုက်ပါဘူးလူရှိနဲ့လူဝူတို့ဟာမြေပြင်ပေါ်မှာလဲကျနေပြီဖြစ်လို့ပါပဲကျွန်တော်လူယူရန်ဘက်ကိုမျက်ခုံးတစ်ဖက်ပင့်ပြီးလှည့်ကြည့်လိုက်တယ်ကဲငါအသေးလေးငါခန့်ရင်လားမင်းရဲ့အပူတွေရက်လိုက်တော့ငါ့ကိုအရင်ဖြေပေးဦးအတိုင်းပါပဲမမလေးဒါပေမဲ့ကျွန်တော်သူမရဲ့ကြိုးတွေကိုဖြေပေးနေတော့မှပဲလီမန်ကကျွန်တော်စီကိုအမြန်ချင်းကပ်လာခဲ့တယ်ကျွန်တော်ကောင်းမမကြည့်ပဲအေးအေးဆေးဆေးပြောလိုက်တယ်ဆရာကြီးမင်းတို့ကျန်တဲ့10ယောက်လုံးအားလုံးအတူတူတိုက်ခိုက်ရင်တော့မှငါ့ကိုရှင်းနိုင်မှာမဟုတ်ဘူးလိမ္မာရင်ထွက်သွားကြတကယ်လို့ဆက်နေရင်တော့ငါတကယ်လူတက်မိလိမ့်မယ်ဒါပေမဲ့လီမန်ကမထွက်သွားဘူးသူကအေးဆက်ဆက်ပဲနှာခေါင်းရှုံးလိုက်တယ်ကျွန်တော်ဒေါသကချက်ချင်းထွက်လာတဲ့တောက်ငါမင်းကိုသတိပေးပြီးပြီလေမင်းကဆက်လုပ်နေတော့မဲလားဒီတခါမင်းဘလို့မျိုးလာပြီးဆရာကြီးလို့ဦးမလဲကြည့်ရသေးတာပေါ့ဆရာကြီးငါနောက်နေတာပါငါအခုပဲလူလူရန်ကိုပြန်ချီပေးပါမယ်ပြီးရင်ငါကိုငါလည်းပြန်ချီထားပါမယ်ဆရာကြီးဒီလိုဆိုရင်အဆင်ပြေရဲ့လားမင်းငါကိုပြန်ဖြေပေးခြင်းသေးလားကျွန်တော်တကယ်ငိုချင်စိတ်ပေါက်သွားတယ်အောက်တန်းကြတဲ့ဒီစနစ်ကတကယ်ကပ်ပေးတစ်ခုပဲအရင်ကသူကငါကိုတကြောင်လုံးရဲ့ရှိမှာအကျော်ကြားဆုံးမိန်းကလေးကိုအတင်းနှန်းခိုင်းခဲ့တယ်အခုကျတော့လူယူရန်ကိုကဲခိုင်းပြန်ပြီးရလက်ကတော့ငါသူမကိုမကဲနိုင်ုံတင်မကပဲငါပါဖမ်းခံလိုက်ရတယ်ဆရာကြီးလုပ်ပြီးပါပြီပတ်စံကဘယ်တော့ရမှာလဲစိတ်မပူနဲ့မိသားစုကမျိုးတဲကမြေကွက်ကိုလက်လွတ်လိုက်တာနဲ့မင်းပတ်စံရလိမ့်မယ်အဲ့ဒီအချိန်မှာလူမိသားစုရဲ့အိမ်တော်မှာတော့အစီခံတယောက်ကအပေါ်ထက်ကိုအမြန်တက်လာခဲ့တဲ့ဒရိုက်တာလူပြဿနာတက်ပြီးမမလေးရဲ့ကိုရန်တော်ကဖုန်းဆက်တယ်မမလေးပြန်ပေးဆွဲခံရပြီးဖန့်ချံမျိုးမှာလူယူရန်ကိုပြန်ပေးဆွဲရတဲ့တတိရှိတဲ့လူကဘသူလဲအဲ့ဒီအချိန်မှာပဲသူ့ဖုန်းမြည်လာခဲ့တယ်ဟဲလိုဒရိုက်တာလူအဆင်ပြေရဲ့လားမသိဘူးမြို့လေခေါင်ကစီမံကိန်းအတွက်မင်းယွန်ဘီလီယံပေါင်းများစွာတုံးထားပြီးပြီလို့ကြားတယ်ဇူကြန့်ချီမင်းငါညီမကိုပြန်ပေးဆွဲတာလားဒရိုက်တာလူမင်းပါရီရှောက်ပြောနေတာလဲငါနားမလဲဘူးငါဖုန်းဆက်တာကဇူမိသားစုအလိုရှိနေတဲ့မြေကွက်ကိုပဲပြောမလို့မင်းအဲ့ဒီမြေကိုမထိတာပိုကောင်းမယ်မဟုတ်ရင်ငါရဲ့ဓာတ်ကမတော်တဆမင်းကိုထိခိုက်မိလိမ့်မယ်ဒရိုက်တာလူပြန်စဉ်းစားကြည့်ဦးတကယ်လို့ငါနောက်တစ်ခါဖုန်းဆက်ရင်ဒီလောက်ရင်ကြီးပြောဖြစ်မှာမဟုတ်ဘူးပြီးတော့သူဖုန်းချလိုက်တယ်လူလင်းချွမ်းကမျက်မှောင်ကျုပ်လိုက်တယ်ချမ်းမိုးကိုသွားရှာပြီးစုံစမ်းခိုင်းလိုက်တကယ်လို့ရလက်မထွက်လာရင်သူ့ကောင်းကိုယူခဲ့ခိုင်းလိုက်အခြားတစ်ဖက်စွန့်ပစ်ထားတဲ့ဂိုဒေါင်ထဲမှာတော့ကျွန်းတော်ဟာလီမန်ရဲ့ပြင်းထန်တဲ့ကန်ချက်တစ်ချက်ကိုခံလိုက်ရတယ်ဖြည်းဖြည်းလုပ်ပါဆရာကြီးငါကားထဲမှာထိုင်နေရတာကြာပြီးငါခြေထောက်တွေကျင်နေလို့ပါမင်းကတော်တော်ရဲချင်နေသေးတာပဲလူရှိဒီကောင်ကိုအပေါ်ထက်ခေါ်သွားပြီးအရင်ချီထားလိုက်မင်းဆက်ရဲအောင်မလားငါအောက်ဆင်းလာတဲ့အခါချက်စင်အတွက်ပန်းတွေယူလာခဲ့ငါကသူ့ဖန်ဖြစ်နေတာကြာပြီးငါမိုးဝတောင်ကောင်းကောင်းကပြနိုင်သေးတယ်စွန့်ပစ်ထားတဲ့ကိုတောင်ရဲ့အပေါ်ထက်မှာကျွန်တော်ပြောလိုက်တယ်မင်းငါကိုဒီအပေါ်ခေါ်လာတာကနှစ်ယောက်တည်းလာတာကိုကြည့်ဖို့တော့မဟုတ်ပါဘူးလေငါကအတိပြောနေတာမဟုတ်ပါဘူးစကားနည်းနည်းပြောစမ်းမင်းကလူယူရန်ရဲ့ချစ်သူလို့ယူဆရတဲ့လူမဟုတ်လားဘဲကချစ်သူယူဆရတာလဲငါတို့ကအတန်းဖော်တွေတင်ပါမင်းကတော်တော်ဆက်စုတာပဲလီမန်ကနောက်ထပ်ကန်ချက်တစ်ချက်ပေးလိုက်တယ်ပြီးတော့သူ့ဖုန်းကိုထုတ်ပြီးကျွန်တော်နဲ့လူယူရန်အပြင်မှာအသေးအတန်နန်းနေတဲ့ဗီဒီယိုကိုပြတယ်မင်းကမဟုတ်ဘူးလို့ညင်းဦးမလားဝန်ခံစမ်းမင်းတို့တွဲနေကြတာမဟုတ်လားမဟုတ်ပါဘူးဆရာကြီးမင်းကပြန်ပေးဆွဲသမားပဲလေပါလို့ငါအကြောင်းကိုဒီလောက်စိတ်ဝင်စားနေရတာလေငါနားလေပြီးငါတို့က train ဖြစ်သွားလို့မဟုတ်လားမင်းငါကိုသူမနဲ့တွဲခိုင်းပြီးရင်လွှတ်လွှင့်ပြီးပစ္စည်းတွေရောင်းခိုင်းပြီးပတ်စံများကြီးရှာမလို့မဟုတ်လားတကယ်ကိုကောက်ကျစ်တဲ့မဟာဗျူဟာပဲမင်းအမေကိုတွားရောက်လိုက်မင်းဝန်ခံမလားမဝန်ခံဘူးလားတော့ဟုတ်ကဲ့ငါတို့မှာကလေးတယောက်ရှိတယ်ငါတို့တွဲနေကြတာပါမင်းရဲ့တနက်ကိုအဝေးမှာထားလို့ရမလားမတော်တဆပွင့်သွားရင်ခက်မဲ့မလုံးနဲ့ဆရာကြီးကြပြီးဒီကောင်ကတကယ်ပဲလူယူရန်ရဲ့ချစ်သူအပြက်ရှင်းလိုက်အုပ်ချုပ်ရေးအေဂျင့်တွေဘာမှမတွေ့ပါစေနဲ့ဖန့်ချန်တက္ကသိုလ်ကကျောင်းသားတယောက်ပျောက်ဆုံးသွားတာကပြဿနာတက်လိမ့်မယ်အာယုံစိုက်ခံရလိမ့်မယ်ကောင်းစုံမင်းကငါလူကိုလူရဲတယ်ပေါ့ငါမလုံနိုင်ဘူးထင်နေလားတနက်မတုံးနဲ့မဟုတ်ရင်ကိစ္စတွေရှုပ်ကုန်လိမ့်မယ်ငါမှတနက်တစ်လက်ပဲရှိတာမဖြုံးချင်ဘူးဖုံးချလိုက်ပြီးအစဖြောက်ဖို့မမေ့နဲ့ကောင်းလေးငါကိုမနာလို့မဖြစ်နဲ့မင်းငါကိုလာစိန်ခေါ်တာကိုမင်းတကယ်ပဲငါကိုနိုင်နေထင်နေတာလား
တနက်တလက်ပဲရှိတာဒါဆိုရှင်းတာပဲလီမန်မှာတနက်တလက်ပဲရှိတယ်ဆိုတာငါအခုပဲသိလိုက်ရပြီဒီမျိုးတော့ကသူ့ဘာသာသူဖော်ကောင်းလုပ်လိမ့်မယ်လို့မထင်ထားခဲ့ဘူးဒါကိုကြားတော့လီမန်ကချက်ချင်းဒေါသထွက်သွားတယ်တနက်ပြောင်းကိုကျွန်တော်ခေါင်းစီထပ်ပြီးချိန်လိုက်ပြန်တယ်ကြည်စံတထောင်နဲ့မင်းကိုငါမတက်နိုင်ဘူးထင်နေလားဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်လုံးဝမကြောက်တော့ဘူးကျွန်တော်နဖူးနဲ့တနက်ပြောင်းဝါကိုတော့တွန်းလိုက်သေးတယ်ဒါလည်းမင်းရဲ့ဆရာကြီးကမင်းကိုတနက်မတုံးနဲ့လို့ပြဟောထားလို့ပဲလေလူလူရက်ဆိုတဲ့အဖိုးတန်သမီးလေးပျောက်သွားတာသူမအဖေကသမီးကိုအသက်ထက်ချစ်တဲ့အယူတယောက်သူဒီနေရာကိုရှာဖွေတွေ့ရှိပြီးလောက်ပြီးပြစ်လိုက်လေငတုံးရဲ့လူမိသားစုရဲ့လူတွေကိုခေါ်လိုက်စမ်းဒါကိုကြားတော့လီမန်ကရုတ်တရက်တုံးလုပ်သွားတယ်ဒါဆိုရင်ကောမင်းအခုအချီခံထားရတာငါမင်းကိုကန်ပြီးတက်လို့ရတာပဲသူစကားပြောလို့မဆုံးသေးခင်မှာပဲကျွန်တော်ကျိုးတွေကိုဖြေလိုက်တယ်ငတုံးဒီကျိုးတွေကိုငါဘာသာငါချီထားတာလေငါအလိုရှိတဲ့အချိန်ဖြေလို့ရတာပေါ့လီမန်လုံးဝထိတ်လန့်သွားခဲ့ပြသူကျွန်တော်ရဲ့စွမ်းရည်ကိုသိတယ်လေကျွန်တော်သူ့ကိုကြက်ပေါက်လေးတစ်ကောင်လိုချေမုန်းနိုင်တယ်လီမန်ကတွေးဝေးမနေပဲတနက်ပစ်လိုက်ပြီမဲ့ကျွန်တော်ကသူ့ရှိကနေပျောက်ကွယ်သွားပြီးသူ့ခြေထောက်ကျိုးသွားတဲ့အတန်ကြီးထွက်လာတယ်ကျွန်တော်မျက်လုံးတွေထဲမှာကလေးစားချေခြင်းစိတ်တွေတောက်လောင်နေတယ်မင်းစောစောကငါ့ကိုသုံးချက်ကန်ခဲ့တယ်နော်ငါအမင်းကိုမတန်မဆွမ်းဖြစ်အောင်လုပ်ပြမယ်ဒါတရားမျှတပါတယ်မဟုတ်ဘူးအောက်ထပ်မှာတော့လူမိုက်တွေကအကျယ်ကြီးရင်မောနေကြတယ်နောက်ထပ်အသက်တစ်ချောင်းပျောက်ကွယ်သွားပြန်ပြီဆရာကြီးကတော်လိုက်တာသူ့ကိုဓာတ်ရိုက်ပစ်တက်လိုက်ပြီးတကယ်လို့ရန်သူတွေရောက်လာရင်ကောဝမ်ကြောက်ဘယ်ရန်သူလဲမြင်အဆုံးတက်ကြဆိုမနှက်ဖြန်ပတ်စံယူပြီးထွက်ပြေးလို့ရပြီးဒီစကားတွေကိုကြားတော့လူယူရဲ့မင်းသက်သွားခဲ့တယ်ဖန်ရုပ်တည်သွားပြီးတီအိုရီရဆိုရင်လူမိုက်ကြီးတည်သွားတာကိုငါလက်ခုပ်တီးပြီးဝမ်းသာရမှာမဟုတ်ဘူးလားဘာလို့ရင်ထဲမှာဒီလောက်ထိဖော်ပြမတတ်အောင်မကောင်းဖြစ်နေရတာလဲလူရုပ်မှာနေငါ့ကိုကဲမယ်လို့ပြောခဲ့တယ်မဟုတ်လားနင်ဘယ်လိုလုပ်တည်သွားနိုင်တာလဲတကယ်လို့နင်ငါ့ကိုလာမကယ်ရင်နင်သိမှာမဟုတ်ဘူးတောင်းပန်ပါတယ်ဒါငါအပြစ်ပါငါအခုပဲအပေါ်တက်ပြီးနင်အတွက်ကလေးစားချေပေးမယ်လူလူရဟာအင်အားတစ်ခုခုရောက်လာတယ်လို့မျိုးအပေါ်ထက်ကိုအရှင်ဟုံနဲ့ပြေးတက်သွားခဲ့တယ်ငါသွားတော့မယ်ဒီကောင်ထွက်ပြေးသွားပြီးမြင်လိုက်ကြစို့အပေါ်ထက်ကိုရောက်ပြီးတဲ့နောက်လူလူရန်ကအမောင်လေးတစ်ခုကမြေပြင်ပေါ်ကတခြားပုံလေးတစ်ခုကိုအယူမူထူထောင်းနေတာကိုမြင်လိုက်ရတယ်ဖန်ယုံကိုလွတ်လိုက်ငါနေနဲ့တိုက်မယ်သူမကခုံအုပ်ပြီးအတင်းကိုက်ပစ်တော့တယ်မဖြစ်နိုင်တာအမကြီးမင်းကခွေးလားပါလဲဒီရင်းနှီးနေတဲ့အတန်ကိုကြားတော့လူယူရန်ကချက်ချင်းပဲသွားကိုလွတ်လိုက်တယ်ဖန်ယုံနေတည်သွားပြီးအောက်မိတာငါနဲ့အတွက်ကလစ်စားချီကိုတက်လာတာနဲ့အသက်ရှင်နေသေးတာတော်သေးတာပေါ့ကျွန်တော်လုံးဝထိတ်လန့်သွားခဲ့တယ်ဒီမင်းကလေးကတုတ်ပြန်မှုတအားပြင်းတာပဲသူမငါ့ကိုချစ်မိသွားတာတော့မဟုတ်ပါဘူးနော်စိတ်ကိုပြန်ထိန်းပြီးတဲ့နောက်ကျွန်တော် YouTube နဲ့ရဲမိတယ်မင်းကလက်ကိုဘာလုပ်လိုက်လဲကြည်ဦးမင်းလိုကြမ်းတမ်းတဲ့မိမမျိုးတစ်ခါမှမမြင်ဖူလူယူရန်ကရှက်ကိုရှက်ကန်းနဲ့နောက်ဆုတ်သွားတယ်ဒါကလက်တပတ်တလေးပါပဲနှလုံးသားပုံစံသွားရလေးအဲ့ဒီအချိန်မှာတခြားလူမိုက်တွေလည်းအပေါ်ကိုတက်လာကြပြီးသူတို့ရဲ့ဆရာကြီးတေလူမျိုးပါဖြစ်နေတာကိုမြင်တော့သူတို့လက်ဖြတ်သွားကြတယ်ဆရာကြီးဘာဖြစ်တာလဲငါ့ကိုထားခဲ့အဲ့ဒီကောင်ကိုရှင်းကြစမ်းတခြားလူတွေကဒါကိုကြားတော့ကျွန်တော်ကိုငတ်မွတ်နေတဲ့ဝန်ပလွေတွေလိုဝိုင်းအောင်လာကြတယ်နောက်တစ်စက္ကန့်မှာကျွန်တော်ကိုဝါမျိုးဖြစ်တော့မဲ့အတိုင်းပဲဒါပေမဲ့ရုတ်တရက်တနက်တန်တစ်ချက်ထွက်လာခဲ့တယ်လူမိုက်တွေဟာချက်ချင်းပဲခေါင်းကိုလက်နဲ့အုပ်ပြီးမြေပြင်ပေါ်ဝဆင်းသွားကြတယ်တကယ်အမှန်တရားရှိမှတော့အားလုံးဟာတန်းတူပဲလေတကားရှိကတရားကြီးအောက်မှာတချင်းဆူဆန်းတကားရှိကတရားကြီးအောက်မှာဘဲတအုပ်ရေကူးနေတယ်မြန်လာပြီးရေတွက်ကြည်စမ်းနေ4698တယောက်ကတော့အကျယ်ဆုံးတချင်းဆူနေတယ်ကျွန်တော်သူ့ကိုပြင်းထန်တဲ့ကန်ချက်နှစ်ချက်ပေးလိုက်တယ်နင်ပဲတချင်းမဆူတာမဟုတ်လားဟမ်ငါဆူနေပါတယ်ဆရာကြီးငါကနင်မဆူဘူးလို့ပြောရင်နင်မဆူတာပဲကျွန်တော်သူ့ကိုနောက်ထပ်ကန်ချက်နှစ်ချက်ပေးလိုက်ပြန်တယ်တောက်စောစောကငါအပေါ်တက်လာတော့ကမင်းငါ့ကိုရိုက်ခဲ့တာမဟုတ်လားငါမသိဘူးမအောင်မင်းနဲ့ငါကအညိုတေးကြီးရဲ့လူအကျွေးရှိရင်ပြန်ဆက်ရမှအဲ့ဒီအချိန်မှာစနစ်ကရုတ်တရက်ထွက်လာပြန်တယ်ဂုံယူပါသည်မစ်ရှင်အောင်မြင်ပါသည်ကန်ဆန်းမဲလှည့်ခွင့်စတင်ပါပြီကန်ဆန်းမဲလှည့်နေပါသည်ခိတ္တဆောင်ဆိုင်မှာဂုံယူပါသည်တင်သည်ရန်ချွမ်းကြီးရဲ့တနက်ပိုင်ဆိုင်မှုကတ်ဖောက်ကိုရရှိပါသည်ကျွန်တော်ချက်ချင်းအသုံးပြုလိုက်တယ်ကျွန်တော်စိတ်ထဲမှာဘ ഹു တုတပင်လဲပြင်းကြီးတစ်ခုထပ်ပြီးစီးဝင်လာတဲ့အချိန်မှာကျွန်တော်ကိုင်းထားတဲ့တနက်ဟာကျွန်တော်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်သွားခဲ့ပြီးကျွန်တော်ကြပန်းတနက်တစ်ချက်ပြစ်လိုက်တာကအဲ့ဒီလူရဲ့ခြေထောက်ကြားတက်တဲ့ကိုထိသွားခဲ့တယ်သူကြောက်လုံးလို့တေးတောင်ထွက်ကျသွားတယ်တခင်ကြီးဖန်ကတချင်းဆူနေပါတယ်ငါအားရှိသမျှနဲ့ဆူနေတာပါဘာမှမဟုတ်ဘူးငါတနက်ဆန်းကြည့်တာဒါနဲ့မင်းမိုးမကတ်တက်ဘူးလားထဆန်းကအတွက်နည်းနည်းကပြဆန်းလူရှိကသူ့ပါဇက်ကိုသူပြန်ရိုက်ချင်စိတ်ပေါက်သွားတယ်တောက်ငါပါဇက်ပိတ်ထားရမှာစောစောကမင်းရဲ့ပါဇက်ပေါက်ကလည်းဘေးကစွန့်ပစ်ထားတဲ့အဆောက်အုံရဲ့တန့်စင်ကန်ကိုတွားခဲ့တဲ့လူယူရန်ကအခုမှပြန်ဝင်လာပြီးစိတ်သက်သာရတဲ့ပုံစံနဲ့ဖန်ရုံအနာကိုလာခဲ့တယ်ငါတကယ်အောက်ထားရတာအခုမှပဲအဆင်ပြေတော့တယ်အမကြီးမင်းနည်းနည်းလောက်မင်းကလေးမဆန်နိုင်ဘူးလားလူတွေကမင်းကိုသူ့ရဲ့ဒုတိယမြောက်ယောက်ျားလို့ထင်ကုန်ကြအောင်မယ်အခုအန်ရီရီမရှိတော့တဲ့အချိန်မှာလူယူရန်ကသူမရဲ့ဆရာဆိုးကြီးပြန်ပေါ်လာပြန်တယ်နင်အခုချက်ချင်းအသေးခံခြင်းလို့လားသူမကပြောရင်းကန်လိုက်တယ်ကျွန်တော်သူမရဲ့ခြေထောက်ကိုလက်တစ်ဖက်နဲ့ဖမ်းကင်လိုက်တယ်ဖန်ရုံနေငါ့ကိုထပ်ပြီးနှောက်ယှက်ပြန်ပြီးလွတ်ဆန်းကနင်းကိုတက်ပစ်မယ်အကောင်ဆုံးအမကြီးအမြဲတမ်းတက်မယ်ဖြတ်မယ်ကြီးပဲမပြောပါနဲ့မင်းကလေးတယောက်လိုယဉ်ကျေးအောင်မနေတတ်ဘူးလားနေ့အမေပဲယဉ်ကျေးတာအဲ့ဒီအချိန်မှာကိုတောင်ရဲ့အပြင်ဘက်မှာတော့တနက်တန်တွေနောက်ကိုလိုက်လာတဲ့လူလင်းချွမ်းရောက်ရှိလာခဲ့ပြီးတခင်လေး drone ကအထက်ကအခြေအနေကိုစူးစမ်းလို့ပြီးလူနီးပါးဖြစ်နေပါပြီဒါပေမဲ့ဘာလဲမထစ်ပဲပြောစမ်းလူလင်းချွမ်းကတက်ပလက်ကိုယူကြည့်လိုက်တယ်သူမြင်လိုက်ရတဲ့အရာကသူ့ကိုပါဇက်အဟောင်းသားဖြစ်သွားစေခဲ့တယ်ကိုတောင်ရဲ့မြင်ကြီးထက်မှာလူတရာစင်လောက်ကကျိုးအချီခံထားရပြီးမြေပြင်ပေါ်မှာစောင်းကြောင်းထိုင်နေကြတယ်ပြီးတော့ပိုပြီးထူးဆန်းတာကသူတို့အားလုံးကတကားရှိကတရားကြီးအောက်မှာတချင်းကိုစိုးနေကြပြီးအလဲကလူတယောက်ကတော့မိုးဟော့ကနေတာပဲဒီလူတွေမှာထူးဆန်းတဲ့ယောဂတစ်ခုခုရှိနေတာလား
ကျိုးချီခံထားရပြီးတချင်းဆိုကောက်ခုံနေကြတယ်ဒါပါတီလုတ်တဲ့ပုံစံအစ်စ်လားဗီဒီယိုပုံရိပ်ကပြောင်းသွားတယ်ကျွန်တော်ကလူယူရန်ရဲ့ခြေထောက်ကိုကင်ထားတယ်သူမရဲ့ဒေါသရှိမှကျွန်တော်ကလှောင်ပြုံးပြုံးနေတာလူလင်းချွန်းကကျွန်တော်ကိုချက်ချင်းမှတ်မိသွားတယ်ဒါသူပဲသူကဆူကြန့်ချီနဲ့တဖွဲ့တယ်သူ့ညီမပျောက်ဆုံးမှုကိုစုံစမ်းရင်းနဲ့သူဟာကျောင်းရဲ့ကွန်ရက်ပေါ်မှာကျွန်တော်လူယူရန်ကိုအတင်းအဓမ္မနမ်းနေတဲ့ဗီဒီယိုကိုမြင်ခဲ့တာလေသူကကျွန်တော်ကသူမကိုပူပန်းချင်အောင်ဆောင်ပြီးတကယ်တမ်းကျတော့သူမကိုပြန်ပေးဆွဲဖို့ကြိုးကင်ခဲ့တာလို့ထင်သွားခဲ့တယ်လူလင်းချွန်းကဒေါသဥပောက်ကွဲပြီးပြောတယ်ငါ့ကိုအနီအောက်ရောင်ကြီးသုံးဆက်လိုက်ပါတနက်ပေးစမ်းတခင်လေးဖန်ယုံကမမလေးကိုပြန်ပေးဆွဲတဲ့လူမဟုတ်ဘူးလို့ငါထင်တယ်စကားများတယ်တနက်ပေးစမ်းအဲ့ဒီအချိန်မှာလူလင်းချွန်းကဘာစကားမှနားမထောင်တော့ဘူးသူတိတာကဖန်ယုံကသူ့ညီမကိုနှောက်ယှက်နေတယ်ဆိုတာပဲမတက်နိုင်ပဲချမ်းမူကသူ့ကိုတနက်ပေးလိုက်ရတယ်အခြားတစ်ဖက်မှာတော့ဖန်ယွန်းနဲ့လူယူရန်တို့ဟာဆက်ပြီးချစ်စနိုးကြည်စင်နေကြတော့ပဲနောက်တစ်စက္ကန့်မှာတော့ရုတ်တရက်အနီအောက်ရောင်ကြီးအဆက်ကလေးတစ်ခုကကျွန်တော်ခေါင်းပေါ်ရောက်လာခဲ့တယ်ကျွန်တော်လုံးဝမှင်သက်သွားခဲ့တယ်အစီအစဉ်မကောင်းဘူးငါပေါ့ဆသွားပြီးဒါပေမဲ့ဘယ်လိုတုံ့ပြန်ရမလဲဆိုတာမစင်စားရသေးခင်မှာတင်အရေးတစ်ခုတိုးဝင်လာပြီးလူယူရန်ကကျွန်တော်ကိုမြေပြင်ပေါ်လှဲချလိုက်တယ်အနီအောက်ရောင်ကြီးတနက်ရှိနေတယ်မြန်မြန်ပြေးငါမင်းကိုကာကွယ်ပေးမယ်စောစောကတင်သွားတစ်ဖြည်းဖြည်းလုံနေတဲ့လူယူရန်ကရုတ်တရက်တကယ်ကိုနူးညံ့တိမ်မွေ့သွားတာကိုကျွန်တော်ခံစားလိုက်ရတဲ့တောက်ငါတကယ်စိတ်လှုပ်ရှားသွားပြီးငါဘာလုပ်ရမလဲနောက်တစ်စက္ကန့်မှာတော့ကျွန်တော်မပြေးဖို့ဆုံးဖြတ်လိုက်တယ်ပြီးတော့လူလူရန်ကိုအချစ်ကြင်ညာချက်တစ်ခုပြောလိုက်တယ်ငါအသေးလေးဒီတစ်ချိန်တော့ငါ့ကိုပဲပြကွက်ပေးလိုက်ပါပြီးတော့ကျွန်တော်မျက်နှာချင်းဆိုင်လှည့်လိုက်တယ်ဒိုင်းခနဲ့တနက်တန်ထွက်လာတယ်အလုတ်ယုံတဲကိုဝင်လာတဲ့လူကတိုက်ရိုက်ပဲမြေပြင်ပေါ်လဲကျသွားခဲ့တယ်ငါမှတနက်နှစ်လက်ကျွမ်းကျင်မှုပူကတ်နေတာမင်းငါ့ကိုလာပြန်ကျင်တာကတေးချောင်းကျန်တာပဲမဟုတ်ဘူးလားနောက်တစ်စက္ကန့်မှာတော့လူတရာစင်လောက်ကအလုတ်ယုံတဲကိုအော်ဟစ်ပြီးပြေးဝင်လာကြတယ်တခင်လေးအဲ့ဒီအချိန်မှာကျွန်တော်ပြဿနာရဲ့ကြဒီမဘုံကိုသတိမပြုမိသေးဘူးမျက်လုံးအစုံပြူပြီးဒီရုပ်တရက်ရောက်လာတဲ့လူအုပ်ကြီးကိုကြည့်ကမြင်တက်နေမိတယ်တောက်ငါမှကြည်စံမလောက်တော့ဘူးမမလေးငါကချမ်းမူပါစောစောကအလုတ်ယုံထဲဝင်လာပြီးအပြစ်ခံရတဲ့လူကမမလေးရဲ့အကိုပါသူကမမလေးကိုလာခဲ့တာငါအကိုတောက်ငါရဲ့အနာဂတ်ရောက်ဖလောင်းကိုငါကခုတ်ပေးလိုက်မိတာပဲဒါတကယ်နာကျင်စရာပဲဒီကောင်ကတနက်ပြစ်တာတော်တော်တဲ့တာပဲတကယ်လို့ကြီးကအင်ဂျီတာမပါရင်ငါတိုက်ရိုက်ငါအဖွားစီရောက်သွားတော့ပြီးအကိုအစင်ပြေရဲ့လားလူယူရန်ကမြေပြင်ပေါ်ကလူလင်းချွန်းကိုအမြန်ထူပေးလိုက်တဲ့မျက်နှာမှာစိုးရင်စိတ်တွေပြည့်နေတာပဲနင်ကငါ့ကိုနင့်အကိုလို့မှတ်မိသေးတယ်ပေါ့ဒီကောင်ကနင့်ကိုဒီလောက်ကြာကြီးနှောက်ယှက်နေတာနင်းသူ့ကိုပြန်လက်စားချင်နိုင်အောင်ငါကအနီအောက်ရောင်ကြီးနဲ့ချိန်ပေးထားတာလေဒါပေမဲ့နင်ကတော့အကိုမပတ်သက်ပါနဲ့တွားစမ်းပါတကယ်တော့လူလင်းချွန်းအနာကိုရောက်လာတဲ့အချိန်မှာသူတို့နှစ်ယောက်ကိုစောင့်ကြည့်ခဲ့တာပါသူတို့ရန်ဖြစ်ပြီးတယောက်ကိုတယောက်ဆွဲနေကြတာကထင်ရှားတဲ့ရိုမန်တစ်ဆန်ဆန်ကြည်စဲနေကြတာပဲပြန်ပေးဆွဲသမားတွေနဲ့ဘာမှမဆိုင်ဘူးသူကသူ့ညီမကိုဒီကောင်ကပိုချနေတာကိုမကြည့်ရလို့ညီမဖြစ်သူပြန်ချေပတ်နိုင်အောင်ချိန်ပေးခဲ့တာဒါပေမဲ့လူယူရန်ကတော့အဲ့ဒီကောင်ကိုမြေပြင်ပေါ်တိုက်ရိုက်လဲချပြီးမိမိအသက်ကိုပါရင်းပြီးကာကွယ်ပေးခဲ့တာလေရှေးလူကြီးတွေပြောတဲ့စကားပုံကဘာလဲသမီးမိန်းကလေးအရွယ်ရောက်ရင်အိမ်မှာထားလို့မရတော့ဘူးတဲ့အဲ့ဒါမင်းနဲ့တကယ်ကိုကွက်တီပဲလူယူရန်အကူဒါကအကူမန်းကမသိလို့ပါသူကပြန်ပေးဆွဲသမားတွေရဲ့အပေါင်းပါထင်လို့ဒီနေ့ဖန်ယုံကငါ့ကိုကယ်ဖို့အတွက်နှစ်ကြိမ်တော့အသေးခံလူနီးပါဖြစ်ခဲ့တာငါထင်တာကတော့ကဲပါငါ့ကိုလာမရှင်းပြနဲ့လူလင်းချွန်းကမျက်လုံးပင်းကြည့်လိုက်ပြီးကျွန်တော်ဘက်လှည့်လာတဲ့ကောင်လေးမင်းတနက်ပစ်တာကိုဘဲကတင်တာလဲဖန်ယုံကခတ်ဖို့ခွာရလိုက်တယ်ငါ crossfire ဂိမ်းအများကြီးကစားဘူးလို့ပါလူလင်းချွန်းကတန်တရားဝင်သွားတယ်ငါအခုလေးတင်တောင်ပေါ်ကဆင်းလာတာတိုင်းပညာအကျွမ်းမဲ့ဆရာကြီးပေါ်ပါပဲဖြစ်ဖြစ်ဝတ္ထုတွေထဲမှာတော့ဒီလိုပဲလေဒါပေမဲ့နေ့လေကငါညီမရှိတဲ့နေရာကိုရှာရင်းနဲ့မင်းရဲ့နောက်ကျောင်းကိုလည်းအကုန်အသေးစိတ်စုံစမ်းပြီးတိုင်းပညာဆရာကြီးလည်းမဟုတ်ပါဘူးသူ့ရဲ့တနက်ပစ်စွမ်းရည်အတွက်တခုတည်းသောဖြစ်နိုင်ခြေကတော့ crossfire အများကြီးကစားဘူးတာပဲဖြစ်လိမ့်မယ်မင်းလူအများရှိမှငါညီမကိုနှောက်ယှက်ရဲတယ်လို့ကြားတယ်နော်မဖြစ်နိုင်တာယူရဲနဲ့ငါကတကယ်ကိုဖြူစင်တဲ့ဆက်ဆံရေးရှိကြတာပါမင်းကဝန်မခံဘူးပေါ့ပြီးတော့လူလင်းချွန်းကသူ့အိတ်ထဲကဖုန်းကိုထုတ်ပြီးဗီဒီယိုတစ်ခုပြတယ်ဒါကိုရှင်းစမ်းတာပါလေဒီဗီဒီယိုကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့အဲ့ဒီတားမြစ်ထားတဲ့ပြင်းထန်တဲ့အနံဗီဒီယိုကြီးပေါ့ကျွန်တော်ယူတဲ့တောင်ဖြစ်သွားဘာမတက်ပဲဒါကဆိုပြီးမင်းတို့လူတွေကပုံမှန်ဆိုရင်ဘာလို့ဆရာမှမရှိကြဘူးလားနေရာတကာလျှောက်သွားနေကြတာဒါကိုမြင်တော့လူယူရဲရဲ့မျက်နှာတစ်ခုလုံးမြည်ရဲသွားခဲ့တယ်အကိုကြီးဒါကအထင်လွဲတာပါနင်တို့နှစ်ယောက်နမ်းနေကြတာလေအထင်လွဲတာဟုတ်လားဒါမှမဟုတ်ဒီကောင်ကနင့်ပေါင်ကိုကိုင်းနေတာကအထင်လွဲတာလားနင်လိုမင်းကလေးငယ်လေးကဘာလို့သူ့ဘက်ကနေပဲအမြဲကာကွယ်ပေးနေရတာလဲအကိုကြီးကနင်အတွက်လက်စားချေပေးမလို့ပါဆိုကမှဒါပေမဲ့ထင်ရှားတာကတော့လူယူရန်ကနားမလည်ခဲ့ဘူးအကိုကြီးမပတ်သက်ပါနဲ့ငါအခုလူကြီးဖြစ်နေပြီးနင်ကအရှင်လက်လက်ဝမ်းမြုပ်ခံရတာတော့ငါ့ကိုမပတ်သက်ခိုင်းဘူးပေါ့မနှက်ပြန်ညကြရင်ဒီကောင်ကိုအိမ်ကိုညစာစားဖို့ခေါ်ခဲ့ဟုတ်တယ်ဖန်ယုံကိုညစာစားဖို့ဖိတ်တာကအကြံကောင်းပဲဘာလို့လဲဆိုတော့ဒီနေ့ညသူရှိလို့ဒါပေမဲ့လူလင်းချွန်းစဉ်းစားတာကတော့ထမင်းစားတဲ့အချိန်ကြရင်ဒီကောင်ကိုအပိုင်းပိုင်းရေခုံစုပ်ပစ်မယ်ဆိုတာပါပဲကျွန်တော်ကဘေးမှာရရင်လူလူရန်ရဲ့ပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်လိုက်တယ်ပြီးတော့လူလင်းချွန်းကိုလှမ်းကြည့်လိုက်တော့သူ့ရဲ့အကြည့်ကငါ့ကိုတေးစေချင်နေတဲ့ပုံပဲတနာစရာမင်းကလေးမင်းငါ့ကိုတတ်တော့မှာပဲညစာစားဖို့ငါတေးရင်တော့မသွားဘူးဒါပေမဲ့နောက်တနေ့မှာတော့လူယူရက်စီကနေလာထားတဲ့ဖုန်းခေါ်ဆိုမှု65ကြိမ်ကိုကျွန်တော်မငင်းဆန်နိုင်ခဲ့ပါဘူး66ကြိမ်မြောက်ဖုန်းခေါ်တန်းမြည်လာတဲ့အခါကျွန်တော်ဖုန်းကိုကိုင်းလိုက်ရတယ်ဘာလို့လဲဆိုတော့ဒီမိန်းကလေးကတဆွထိုးသမားမို့လို့ပါပဲတကယ်လို့ငါဖုန်းမကိုင်းရင်သူမကပြီးခဲ့တဲ့တခါလိုပဲအဆောင်ခန်းထဲအထိအတင်းဝင်လာပြီးငါ့ကိုဆုံးမအောင်ပါလေအမကြီးမင်းငါ့ကိုဖုန်းတွေဒီလောက်ခေါ်ပြီးတတ်မလို့လားငါဖုန်းခေါ်တာပေါ့တောက်မြင်မြန်စင်းကငါအကြောင်းရှိမှစောင့်နေတာနိုင်ဝက်ရှိပြီးဖန်ယုံတက်ပြင်းချလိုက်တယ်သူမရှောင်လွှဲနိုင်တော့တာမို့ဖုန်းချလိုက်တယ်လူယူရန်ကလူလင်းချွန်းစီဖုန်းဆက်တယ်အကိုကြီးအိမ်ကဟင်းတွေအစင်သင့်ဖြစ်ပြီလား
ငါဖန်ယုံနဲ့အတူလာနေပြီးလူရက်ငါကနေအတွက်ကလေးစားချီဖို့ပဲအာယုံဆိုင်နေလို့ဒါကိုမေ့သွားတယ်ဒီနေ့ဇူမီသားစုကငါ့ကိုညစာစားဖို့ဖိတ်ထားတယ်အားဒါဆိုရင်ငါနဲ့ဖန်ယုံကိုပါခေါ်သွားလေကလေးစားချီဖို့ပေါ့ငါအဲ့ဒီမှာမရှိရင်ဘာမှအတိတ်ပဲမရှိဘူးဒီနေ့ကိစ္စတွေကတအားဆူညံသွားခဲ့ပြီးနင်လာဖို့အဆင်မပြေဘူးအကူကအဲ့လိုပြောပေမဲ့ငါကတော့မဖြစ်မနေသွားရမှာပဲရပြီဒါပေမဲ့နင်နဲ့ဖန်ယုံလုံးဝရှောက်မပြောကြနဲ့တော့ဘယ်မှာချိန်ထားတာလဲချွမ်းယူမန်တက်မှာနိုင်ဝက်ကြမှာတော့ကျွန်တော်နဲ့လူယူရန်တို့ဟာဘန်ဂလီကားတစ်စီးနဲ့မြို့ပြင်ကတောအုပ်တစ်ခုကိုဖျက်ပြီးသုံးထပ်ရှိတဲ့ရှေးဟောင်းအဆောက်အအုံငယ်လေးတစ်ခုစီရောက်လာခဲ့ကြတယ်ကားပေါ်ကဆင်းလိုက်တာနဲ့တင်အရာရှိကြီးတယောက်ရဲ့အိမ်ကိုဝင်ရတယ်လို့မျိုးခန်းစားချက်ရလိုက်တယ်လူယူရန်ကတအားစိတ်လှုပ်ရှားနေတယ်လူယူရန်မြင်ကြည့်စမ်းဒါပြီးခဲ့တယ်မဟုတ်လားဖန့်ချံမြို့မှာတော့ဒီလိုကားမျိုးတစ်ခါမှမမြင်ဘူးတော့ဒါတွေကဖျားရုပ်တုပေါင်မုတ်တွေလားဒီမှာအများကြီးပဲကြည်စမ်းဟိုမှာလည်းရှိသေးတယ်နင်းပါဆက်ပိတ်ထားလို့ရမလားငတုံးရဲ့မြန်ဝင်ရအောင်ငါအကိုရောက်နေလောက်ပြီးတော့ကျွန်တော်ယူရရဲ့နောက်ကနေဒီအဆောက်အုံထဲဝင်ခဲ့တယ်အဝင်ဝမှာလုံခြုံရေးစစ်ဆေးတဲ့ဆက်တွေတောင်ရှိသေးတယ်ကျွန်တော်မင်းသက်သွားတယ်ဒါကစားတောက်ဆိုင်လေးစိမ့်မှမဟုတ်တာတအားတင်းကျပ်လာကြည်လားဒါပေမဲ့လူလူရန်ကတော့တည်ငြိမ်နေတယ်သူမကဒီကိုအကြိမ်အများကြီးရောက်ဘူးလို့ရင်ပါနေပြီလေချွမ်းယူမန်တဲ့ရဲ့အတွင်းထဲမှာတော့တပြားတွေနဲ့တနက်တွေကိုလုံးဝတားမြစ်ထားတဲ့အဓိကကတော့အကြမ်းဖက်မှုတွေကိုတားဆီးဖို့ပဲတကယ်လို့တယောက်ယောက်ကဒီစီကံကိုဖောက်ဖျက်ရင်ဆိုင်ပိုင်ရှင်ကအပြင်ကိုပြစ်ထုတ်ပြီးတစ်တလုံး black question ပြစ်လိုက်မယ်အဲ့ဒီတုန်းကလူမိသားစုကဖန့်ချံမျိုးရဲ့ပထမဆုံးမိသားစုမဖြစ်သေးခင်မှာသူတို့ကအဲ့ဒီတုန်းကပထမဆုံးမိသားစုဖြစ်တဲ့မိုးမိသားစုကိုလှတစ်ကွက်သုံးခဲ့ဘူးတဲ့မိုးမိသားစုကသူတို့ကိုဆုံးခတ်ရင်းတွေဓာတ်တွေနဲ့တိုက်ခိုက်ခဲ့တာလူလင်းချွန်းကဒဏ်ရာနှဲငယ်ပဲရခဲ့ပြီးမိုးမိသားစုကိုစီကံဖောက်ဖျက်အောင်လုပ်နိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမိုးမိသားစုကဖန့်ချံရဲ့အုပ်ချုပ်သူမိသားစုကြီးတွေရဲ့လုပ်ငန်းတွေကနေစုခွာသွားခဲ့ရတယ်ဒါကချွန်းယုံမန်တဲ့ပိုင်ရှင်ရဲ့အာဏာကဘလောက်တောင်ဆွမ်းလဲဆိုတာပြနေတာပဲတခင်ကြီးမင်းစီမှာဟင်းချက်တာတစ်ချောင်းပါလာတယ်ကျေးဇူးပြုပြီးထုတ်ပေးပါမင်းပြန်ထွက်တဲ့အခါငါတို့မပြောက်မပြက်ပြန်ပေးပါမယ်တောက်မင်းကညစာစားပွဲကိုဘာလို့ဟင်းချက်တာတည်လာရတာလဲမင်းလိုအချိန်ကြိုက်ပုံနောက်ကိုလိုက်နေရတာဘယ်သူသိမှလဲနောက်ထပ်ပြဿနာထက်တက်မလားဆိုတာပြီးတော့ငါမှတနက်လည်းမရှိဘူးလေငါကိုငါကာကွယ်ဖို့ဒါအသေးလေးတစ်ချောင်းတော့ယူရမှာပေါ့နင်ကတကယ်ငတုံးပဲဒီစကားတွေကိုပြောတဲ့အခါလူယူရဲ့အတန်ထဲမှာမသိစိတ်ကြောင့်နူးညံ့မှုအသစ်တစ်ခုပါဝင်နေခဲ့တယ်သူမရဲ့ရင်ထဲမှာတော့နည်းနည်းစိတ်လှုပ်ရှားသွားတာပေါ့ဖန်ယုံကသူမကိုကာကွယ်ဖို့စဉ်းစားလိုက်မယ်လို့သူမဘယ်တော့မှမထင်ထားခဲ့ဘူးမင်းကတာငတုံးမှာကောင်းမလေးရဲ့ကျွန်တော်ကမျက်နှာစုပုတ်ပုတ်နဲ့အင်းချက်ထားကိုအဆောင်စီပေးလိုက်တယ်ငါ့ကိုကောင်းကောင်းသိမ့်ပေးထားပါစူပါမားကတ်ကနေငါရွံနဲ့မိပြား80ပေးပြီးဝယ်ထားတာတကယ်လို့ပျောက်သွားရင်6ရွံပြန်ရော်ရမယ်လူလူရန်ကသူမမျက်နှာကိုအုပ်ပြီးရှက်လွန်းလို့ကျွန်တော်ကိုအတင်းဆွဲခေါ်သွားတော့တယ်မကြခင်မှာပဲကျွန်တော်တို့ဒုတိယထပ်ကိုရောက်လာခဲ့ကြတယ်စင်ကြက်တစ်လျှောက်မှာအလုံးကပြဆန်တဲ့အမီတွေရှိတဲ့တီးတန့်ခန်းတွေရှိနေတယ်မြစ်ပြင်ပေါ်ကနှွေဦးအလဖေဖော်ဝါရီလရဲ့ကာဒမွန်ကြီးပွားချမ်းသာခြင်းရဲ့အစ3ပါပင်လယ်လေးရက်ကလေငင်းတာပေမဲ့စင်ကြက်ရှိကပကြီးကားတစ်ချောင်းကကျွန်တော်ကိုအမှတ်မထင်ရက်တန့်သွားစေခဲ့တယ်အတောင်ပံခတ်တန်ကခါအထိရောက်နေပြီလာရောင်ရဲ့တောက်ပမှုကထာဝရတည်တက်လိုက်မယ်လူလူရန်ကကျွန်တော်ကိုနည်းနည်းထူးဆန်းတယ်လို့ကြည့်တယ်နေဦးငတုံးတင်ကစာလုံးအလာရင်းကြီးတွေနဲ့ပကြီးတွေကိုနားလည်လို့လားငါရွယ်နဲ့80မိပြားအတွက်ကစင်းနေနေတဲ့လူတစ်ယောက်ကဒီလိုမြင့်မြတ်တဲ့အရာတွေအတွက်ဒီလောက်စိတ်ဝင်စားမှုရှိနိုင်ပါမလားတကယ်တော့ကျွန်တော်လည်းအများကြီးနားမလည်ပါဘူးဒါပေမဲ့ဒီစာလုံးတွေကကျွန်တော်အတွက်တကယ်ကိုရင်းနှီးနေတယ်လို့ပဲကျွန်တော်ရဲ့စာကြည့်ခန်းထဲမှာမြင်ဘူးတယ်လို့မျိုးမင်းရဲ့အပိုတွေရက်လိုက်တော့ချွမ်းယူမန်တက်ကစာလုံးလှတွေနဲ့ပကြီးတွေကအားလုံးနာမည်ကြီးပညာရှင်တွေရဲ့လက်ရာတွေကြီးပဲမင်းရဲ့မိသားစုကဘလို့အဆင့်တန်းမှုလို့ဒီလိုစာလုံးမျိုးရှိရမှာလဲမင်းယုံကြည်ယုံမယုံကြည်နေငါမိသားစုကကြည်နံကြည်နံကမျိုးရိုးကြီးပြနေကတော့ဘလို့အခြေအနေမျိုးလဲငါအကိုကနင်းနောက်ကျောင်းကိုအကြာကြီးကလေးကစုံစမ်းပြီးလေကြီးမနေနဲ့ကဲသွားဆိုငါအကိုစောင့်နေတာကြပြီဒါပေမဲ့ဒီစုပ်ချက်တွေကကျွန်တော်အတွက်တကယ်ရင်းနှီးနေတာဘယ်သူလက်ရလဲဆိုတာပဲစဉ်းစားလို့မရဖြစ်နေတာအဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ကလှေကားကနေဆင်းလာပြီးထောင်ကွေမှာကျွန်တော်တို့နဲ့ဆုံခဲ့တယ်သူမကဆွဲဆောင်မှုရှိပြီးဆက်ရက်ရှိတဲ့အဖြူရောင်ခေါင်းဝင်ကိုဝတ်ထားတာကျွန်တော်ကောင်းမောကြည့်ပြီးအဲ့ဒီနေရာတင်မြင့်တက်သွားခဲ့တယ်ဒီကိုလုံးကိုပေါက်ကလည်းဘာလို့ငါအတွက်ဒီလောက်ရင်နှိနေရတာလဲမမငါတို့တနေရာမှာစုံဘူးကြလားမသိဘူးကျွန်တော်စကားကိုကြားတော့လူယူရန်ကမျက်လုံးအစုံပြူးသွားခဲ့တယ်ကျွန်တော်ကဒီမျိုးသမီးကိုလာပြီးပိုးပန်းနေတယ်လို့ထင်သွားတာလေဖန်ယုံဒီမမကချွန်းယူမန်တဲ့ရဲ့အထွေထွေမန်နေဂျာဒရိုက်တာစုလေးရှောက်မပြောနဲ့အဲ့ဒီနောက်လူယူရန်ကယဉ်ကျေးစွာနှုတ်ဆက်တယ်မင်္ဂလာပါဒရိုက်တာစုပြီးတော့သူမကကျွန်တော်လက်ကိုတင်းဆွဲပြီးပြဿနာတက်မှာကြောက်လို့ချက်ချင်းခေါ်ထုတ်သွားတော့တယ်ဘာလို့ဒီလောက်အလောတကြီးလုပ်နေရတာလဲလူယူရန်ကဒေါသတကြီးနဲ့ကျွန်တော်ခါကိုဆွဲစိတ်လိုက်တယ်အာငါနင့်ကိုသတိပေးမယ်ဒီဒရိုက်တာစုကဖန့်ချံမျိုးရဲ့တကယ်အထက်တန်းလွှာအမျိုးသမီးပဲချွမ်းယူမန်တဲ့ရဲ့အနောက်ကအာနာပိုင်တွေအားလုံးကသူမနဲ့ပတ်သက်မှုတွေရှိကြတာတကယ်လို့စောစောကနင်သူမကိုစော်ကားမိရင်နင်သေးပြီပဲနားလေလားလူယူရဲ့မင်းငါကိုချစ်လို့လားဘာလို့ငါကိုအဆအဆရရလိုက်ပြီးထိမ့်ချုပ်နေရတာလဲဒီစကားကြောင့်လူယူရဲ့မျက်နှာကပိုပြီးညင်မြန်းသွားတယ်ဘသူကနင့်ကိုချစ်လို့လဲငါနင့်ကိုအပိုင်းပိုင်းမဆုတ်ခဲခင်အထိနင်တခြားမိန်းမတွေနဲ့ပတ်သက်ခွင့်မရှိဘူးငါနင့်ကိုဂယုစိုက်နေတာမဟုတ်ဘူးအနောက်မှာတော့စူအန်ချင်းကထွက်ခွာသွားတဲ့ကျွန်တော်နဲ့လူယူရန်ကြည်စဲနေတာကိုလှမ်းကြည့်ရင်အတိတ်ပဲပါတဲ့အပြုံးတစ်ခုပြုံးလိုက်တယ်ပြီးတော့သူမဖုန်းကိုထုတ်ပြီးနံပါတ်တစ်ခုနှိပ်လိုက်တယ်တခင်ကြီးအခုလေးတင်ထူးဆန်းတဲ့အရာတစ်ခုဖြစ်သွားတယ်တခြားအခန်းတစ်ခုထဲမှာတော့ဇူချန်ချီရဲ့အကူဖြစ်တဲ့ဇူချန်မင်းကအခြေအနေကိုပြေလည်အောင်ဖြေရှင်းဖို့အတွက်ဖန့်ချံမျိုးရဲ့ဒုတိယအကြီးအကဲထန်ထန်ကျန့်ကိုဖိတ်ကြားပြီးတောင်းပန်မှုပြင်ဆင်နေခဲ့တယ်အဲ့ဒီအချိန်မှာလူယူရန်နဲ့ကျွန်တော်ကအခန်းထဲကိုအပြေးလွှားဝင်လာခဲ့ကြတယ်တောင်းပန်ပါတယ်ငါတို့နောက်ကျသွားတယ်နည်းနည်းကြမ်းတမ်းပြီးမင်းကလေးကောင်းတစ်ယောက်ရဲ့ပုံစံလုံးဝမရှိဘူးငါမင်းတို့ကိုမိတ်ဆက်ပေးမယ်ဒါကဒုတိယအကြီးအကဲထန်ဦးလေးထန်လို့ခေါ်လိုက်ဒီနှစ်ယောက်လား
မိတ်ဆက်ပေးစရာမလိုပါဘူးမင်းသူတို့ကိုတည်တင်တာပေါ့ဦးလေးထန်တာကဖန်ယုံငါရဲ့အတန်းဖို့ဇူမီသားစုကနှစ်ယောက်ကိုတော့လူယူရန်ကလုံးဝဥပိ္ပခပြုလိုက်တာကြောင့်ဇူကျန့်ချီတအားဒေါသထွက်သွားခဲ့တယ်ဇူမီသားစုကလည်းဖန်ချံမျိုးရဲ့မိသားစုကြီးတစ်ခုဖြစ်ပေမဲ့မိန်းကလေးငယ်တယောက်ရဲ့မထီမဲ့မြင်ပြုခြင်းကိုခံလိုက်ရတာလေတကယ်လို့သူ့အကူကသာတာမထားရင်သူဇူကျန့်ချီကိုမှောက်လန့်ပစ်လောက်ပြီးခန့်ချန်ကျန့်ကခပ်ဖွားဖွားပြုံးလိုက်တယ်လူရန်ကြခဲ့ပြီပဲမင်းကိုနောက်ဆုံးမြင်ခဲ့တာမင်းရဲ့တစ်နှစ်ပြည့်ဝင်းနေတုန်းကလေအဲ့ဒီတုန်းကမင်းဖေကဖမ်းချံမှရှိသေးတယ်ငါတို့ကမိတ်ဆွေဟောင်းတွေပါထိုင်ကြပါငါတို့ကမိသားစုတွေလိုပါပဲဦးလေးငါကတော့ဒီမိသားစုဆိုတဲ့စကားလုံးကိုလက်မခံနိုင်ဘူးပြန်ပေးဆွဲသမားကငါဘေးမှာရှိနေတာငါဘယ်လိုလုပ်ထိုင်ရဲမှာလဲထန်ချန်ကျန်းကမျက်နှာပြတ်သွားပြီးစူချန်မင်းကိုလှမ်းကြည့်လိုက်တယ်စူချန်မင်းကချက်ချင်းထွက်တယ်မမလေးဒါတွေကငါညီရဲ့မိုင်းမဲမှုတွေပါဒီနေ့ငါတို့ကတီးတက်လာပြီးတောင်းပန်တာပါမမလေးငါတို့ကိုခွင့်လွှတ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဦးလေးထန်တကယ်လို့ငါကစူမီသားစုတစ်ခုလုံးရဲ့လူတရာစင်လောက်ကိုတညလုံးပြန်ပေးဆွဲထားပြီးမှလာပြီးတောင်းပန်ရင်ကောအဆင်ပြေမလားဒါကိုကြားတော့ထန်ချန်ကျန့်ရဲ့မျက်နှာညိုမဲသွားခဲ့တယ်ဒီနေ့သူသဘောထားတစ်ခုခုမပြရင်ဒီမိန်းကလေးကလွတ်ပေးမှာမဟုတ်ဘူးဆိုတာသူသိလိုက်ပြီးစူကျန့်ချီကာရဲ့ကန်ရှင်ရောက်လာပြီဆိုတော့မင်းမမလေးလူရဲ့ရှေ့မှာဒူးထောက်ပြီးတောင်းပန်လိုက်မင်းသဘောအတိုင်းရှောက်မလုံးနဲ့စူကျန့်ချီကစကားပြောဖို့ပစလိုက်ပြီးမဲ့စူချန်မင်းရဲ့ဟောက်ချင်းကိုခံလိုက်ရတယ်နာခံဆန်းမင်းရဲ့အဖြစ်ကိုမင်းဝင်ခံရမယ်အဲ့ဒီအချိန်ကျမှစူကျန့်ချီကမကြေမနက်နဲ့လူယူရန်ကိုလှမ်းကြည့်လိုက်တော့တယ်